ဖော်ဖုံးပြမေကုန်းမေးလျှောက်ကမေကုန်းလေးမေးချင်လို့ပါဗျာဖော်ဖုံးပြောဘူးတဲ့ဝိပဿနာနဲ့ဆိုင်တဲ့မေကုန်းနဲ့နေတဲ့မေကုန်းတွေကိုယောဂီတွေကိုပို့မေးစေချင်တယ်လို့ပြောထားတာမိန့်ထားတာသိပါတယ်ဗျာဒါပေမဲ့ဖျားတပည့်တော်လို့အခုမှတရားဓမ္မရဲ့တန်ဖိုးကိုသိလို့စားလုံးနေတဲ့သူတွေကိုလည်းပြစ်မထားပါနဲ့ဗျာအေးပြစ်မထားပါဘူးအားကြောင့်မလို့ဖော်ဖုံးဖြည့်ပေးနေတာနော်ရပါတယ်ဖော်ဖုံးတော့တရားထုတ်ခြင်းတဲ့သူတွေအခုမှအထုံးမဲ့သူတွေအတွက်လည်းနောက်မကြသေးပါဘူးနော်ဖော်ဖုံးကြပါတယ်နော်မေးပါဖော်ဖုံးကတော့ဘုံစောစောပြောသလိုပဲတကယ်နှက်ဆိုင်တိမ်မွေးတဲ့တရားသဘောတွေအစစ်မြင့်တဲ့မိကုန်းတွေပဲမေးစေချင်တာကတော့ဒါနံပါတ်1စံနာပါပဲတို့ပေမဲ့လည်းအခုခေတ်မှာတကယ်အဲ့မိကုန်းမေးနိုင်အဲ့လိုမိကုန်းမေးတဲ့သူအခုချိန်ဒီကိုမသိမကြုံဘူးဖော်ဖော်တော့ဟိုတယောက်မှအောင်မရှိသေးပါဘူးအဲ့လိုမိကုန်းတွေဘုံဖြည့်ခြင်းနဲ့ပို့ဖြည့်ခြင်းနဲ့ပေါ့နော်ခက်ခက်နှက်ဆိုင်တဲ့မိကုန်းတွေပို့ဖြည့်စေခြင်းနဲ့ဆိုအဲ့မိကုန်းမေးနိုင်ဖို့ကလည်းယောဂီကတော်တော်လေးကိုခရီးရောက်အောင်အားထုတ်ထားတဲ့သူမှဒီမိကုန်းကိုမေးခြင်းတာဒါပေမဲ့အဲ့လိုလူကလည်းမရှိတဲ့အတွက်ဖုံနားလဲပါတယ်နော်အဲ့လိုမျိုးလူတကယ်တရားရခြင်းနဲ့နီးမှန်လမ်းမှန်စနစ်တကျအားထုတ်ပြီးတော့နှက်ဆိုင်တင်မွေးတဲ့မိကုန်းတွေကိုမေးနိုင်ဖို့အဲ့အဆင့်ထိကိုယောဂီတွေမရောက်သေးတဲ့အတွက်လည်းစိတ်တော်မကောင်းဘူးတို့ပေမဲ့လည်းနားလဲပေးပါတယ်စအထုံးမဲ့သူတွေကိုလည်းပြတ်မထားပါဘူးနော်အဲ့ဒီအတွက်လည်းဘုန်းတို့ဘာသာရေးနဲ့တက်ဆိုင်နေဆိုရင်ဘုန်းတို့တရားအားထုတ်တာနဲ့မဆိုင်တဲ့တချို့တရားဓမ္မဘုဒ္ဓတာနဲ့ဆိုင်တဲ့မိကုန်းတွေပါဖုံဖြစ်ပေးနေတာပါနော်ဘုံပြတ်မထားပါဘူးနော်ဒီမိကုန်းကဒါမဆုံးသေးဘူးဒါဖုံရဲ့တရားတော်တွေကိုဖျားတပြီးတော့ဒီအိမ်စာလို့တို့လို့ပြန်နားထောင်ပြီးတော့အဖက်ဖန်သုံးတတ်နေပါတယ်ဗျာတဲ့အေးကောင်းတယ်နော်အဲ့လိုမျိုးပြန်နားထောင်အဖက်ဖန်သုံးတတ်ဒါမှပို့ပြီးတော့နားလဲမှာဖျားတပြီးတော့မေးချင်တာကကိုကဘာတူလဲဒီဘဝကိုဘာလာလောက်တာလဲဘယ်ကိုသွားနေတာလဲကိုဘဝမှာဘာတွေအကောင့်တွေဖော်ရမှာလဲဆိုတော့လောကီနဲ့လောကုတ္တရာချစ်ဆက်ပြီးလက်တွေ့ဘဝကိုအကောင့်တွေဖော်ဖို့ရဘယ်လိုစနိုင်မလဲဗျာတဲ့ဒီဥပမာဖုံဆိုရင်လက်ရှိဘဝမှာဘာတွေလောက်သွားရမလဲဘာတာဝန်တွေရှိတယ်ဆိုတာသိထားတော့ဘယ်ကိုသွားနေတယ်ဆိုတာအမြင်ရှင်းတယ်ပေါ့ဗျာတဲ့ဖျားတပည့်တော်လို့တာမန်လူတွေကြတော့ဘဝအမြင်ရှင်းပြီးတော့ကိုဘယ်သူလဲဘာတွေလောက်သွားရမလဲဘယ်လိုတာဝန်တွေဘယ်လိုအကျွေးတွေဆက်သွားရမလဲဆိုတာသိအောင်လမ်းကြောင်းပြောပြပေးပါလားဗျာမေကုန်းမေးတာအမှားပါရင်ခွင့်လွတ်ပါဗျာဖုံကျမ်းပါစေကျေးဇူးပါဖုံနဲ့အေးကောင်းတယ်မေကုန်းဒါဖုံဟောတဲ့တရားထဲမှာပါဘူးတယ်ဖုံဟောထားတဲ့ဟောလို့တုတိတာနတ်ပြည်ဆိုတဲ့တရားထဲမှာတုတိတာနတ်ပြည်ဆိုဓမ္မခိစုဆိုတဲ့တရားထဲမှာဖုံပြောဘူးတယ်ဒါကိုမေးတင်တယ်လို့အခုဒီယောဂီမေးတယ်ကောင်းတယ်လူပြီးတော့ဘာလာလောက်တာလဲတော်တော်မသိဘူးလေဖေနဲ့မေမွေးလဲလို့ရောက်လာဗျာနော်အဲ့လိုပြောလို့မရအောင်အဖေနဲ့မေမွေးတာဒီဘဝမိဘဒါပေမဲ့တကယ်မိဘအရင်ကကံတရားပဲမိဘအစ်စ်ကဘာလဲကံတရားလူပြီးရောက်စေတဲ့ကုသိုလ်ကံတွေအတိတ်ကလုပ်ခဲ့လို့လူပြီးရောက်လာတယ်ဥပမာဘုန်းတော်ဒါဘုဒ္ဓမဒေဝီတို့ပါလို့ဆိုအဖေမေမရှိဘဲနဲ့ကြာပန်းအောင်မွေးတာတွေရှိတယ်နော်ဒီလိုမျိုးတွေရှိတယ်ဘုန်းတော်ဒီအံဘပါလေးဆိုဒါမကြီးပင်အောင်မွေးတာဘုန်းတော်ဟောလို့တရက်ပင်အောင်မွေးတာတွေရှိတယ်တကယ်တချို့ဒါမကြီးပင်အောင်မွေးတာတွေရှိတယ်ကြာပန်းအောင်မွေးတာရှိအများကြီးပဲဒါထူးခြားတဲ့ဖြစ်စဉ်တွေလေအဖေမေမရှိဘဲနဲ့မွေးတဲ့သူတွေရှိတယ်ထူးခြားတယ်ဒါပြောရင်ရှည်သွားလိမ့်မယ်ထားတော့အဓိကမိဘအရင်ဒီမိဘအစ်စ်ဒီပါလေကံတရားတရားတော်ပြုလာတဲ့ကံတရားဒီဘဝမိဘလည်းမိဘပါပဲเนาะကျေးဇူးရှိတယ်ဒါပေမဲ့အဓိကမိဘကံတရားပဲအဲ့တော့လူပြီးတော့ဘာလာလောက်တာဆိုအတိတ်ကလူပြီးတော့လာဖို့တော့ကုသိုလ်တွေအများကြီးရှင်းနေခဲ့ရတာပြည့်ဆက်ခဲ့ရတာဘုံပြောပြီးခဲ့တဲ့တရားတွေမှာလည်းဟောဘူးတယ်နည်းနည်းလေးပြန်ကောက်ရရင်ငရဲကြဘူးတဲ့သူတိုင်းဒီငဲသူငဲသားတိုင်းဘုံတို့ပြောရရင်ဟောလို့တတ္တဝါတိုင်းငရဲရောက်ဘူးတယ်ဒါပြန်ကိုယ့်ကိုမေ့နေကြလို့နော်ဟောလို့31ဘုံမှာဘုန်းကြီးတို့ဒါတုဒ္ဒဝါဒဗြဟ္မဘုံ9ဘုံကလွယ်ရင်ကျန်တဲ့26ဘုံမရောက်ဘူးတဲ့ဘုံမရှိဘူးအဲ့ဒီအတွက်ငဲပြီရောက်ဘူးတဲ့ငဲပြီရောက်ဘူးတဲ့တတ္တဝါတိုင်းဒီငဲသူငဲသားတိုင်းလူတိုင်းတတ္တဝါတိုင်းငဲပြီရောက်ဘူးတဲ့ငဲပြီရောက်တဲ့သူတိုင်းကလည်းငါတို့ဘလို့အကုသိုလ်ကြောင့်ဒီငရဲကိုရောက်တယ်ဆိုတော့သူတို့သိတဲ့အတွက်ဒီပုဂ္ဂိုလ်တွေကဘလို့ကြွေးကြော်ကြတယ်လေငရဲဆင်းရဲကအမတန်ကိုပြောမပြတတ်လောက်အောင်ကြီးမားဆင်းရဲလွန်လာတယ်အကယ်၍မြန်ငါတို့ဟာဒီငရဲပြည်ကလွတ်ခဲ့သည်ရှိတော့ကံကောင်းထောက်မဲ့လို့လူပြည်မဲ့ရောက်ခဲ့မယ်ဆိုရင်ကုသိုလ်တွေပြုပါမယ်လူပြည်ရောက်အောင်ကြိုးစားမယ်လူပြည်ရောက်ခဲ့ရင်ဘာအကုသိုလ်မှမလုပ်တော့ပါဘူးဘာလဲလေဘာအကုသိုလ်မှမလုပ်တော့ပါဘူးကောင်းမှုကုသိုလ်မှန်တယ်များပြုပါတော့မယ်နောက်ဆုံးအပယ်၄ပါးကိုဘယ်တော့မှမရောက်အောင်မလာဖြစ်အောင်
အပယ်လုံးဝပိတ်အောင်ဒီဆင်းရဲတဲ့ငရဲဆင်းရဲအပယ်လေးပါးဆင်းရဲမကြုံရအောင်လူပြည်တာရောက်တဲ့အခါမှာရောက်ခဲ့မယ်ဆိုရင်အစွမ်းကိုစူးစမ်းတော့မယ်ဆိုပြီးနောင်နာရတဲ့စိတ်နဲ့ငဲသူငဲသားတွေကသူတို့ကြွေးကြော်တယ်နော်ဒါပေမဲ့ဒီပုဂ္ဂိုလ်တွေဖုံးပြောမယ်နော်ထပ်ပြောရင်ဟိုလိုမျိုးဟိုတတ္တဝါတိုင်းဘာဖြစ်တာလဲငရဲကြဘူးတဲ့ငရဲကြတဲ့တတ္တဝါတိုင်းကလည်းထပ်ပြီးတော့ငရဲပြည်ရမြတ်လွတ်ခဲ့ရင်တော့လူပြည်ရောက်အောင်ကြိုးစားမယ်လူပြည်သားရောက်ခဲ့ရင်တော့အကုသိုလ်မှန်တယ်များမပြုတ်တော့ပါဘူးကောင်းမှုကုသိုလ်မှန်တယ်များပြုတ်လုပ်ပြီးတော့အပယ်ပိတ်အောင်နောက်ဆုံးနိဗ္ဗာန်ကြီးရောက်အောင်ကြိုးစားပါတော့မယ်ဆိုပြီးဒီလိုမျိုးခံစားချက်ခံယူချက်ရှိကြတယ်ကြွေးကြော်ကြတယ်တဲ့ဒါပေမဲ့ဒီပုဂ္ဂိုလ်တွေကငရဲပြည်မှာနှစ်ပေါင်းများစွာခံစားရပြီးတော့ငရဲပြည်ကလွတ်မြောက်လာတဲ့အခါသူတို့အကုသိုလ်တွေကုန်သွားလို့ကံကောင်းထားမဲ့လို့လူပြည်ရောက်ခဲ့တော့လူပြည်ရောက်တဲ့လူတိုင်းဒီငရဲကြဘူးတဲ့အခုလက်ရှိဟုတ်ပြီဒီအခုလက်ရှိလူတွေအကုန်လုံးကောင်းမှုကုသိုလ်တွေလုပ်ရလားဒီအကုသိုလ်တွေရောရှောင်ကြရလားအားကြပါဗျငရဲပြည်မှာကြွေးကြော်ခဲ့တဲ့နောင်နာတွေကအခုမှတ်မိသေးရလားအဲ့ဒါမောဟကြောက်စရာကောင်းတယ်မောဟရဲ့လှည့်စားမှုတွေကြောင့်ငရဲပြည်မှာတော့ကြောက်လာပါပြီတော်ပါပြီအကုသိုလ်မလုပ်တော့ပါဘူးမှတ်ပါပြီကြောက်ပါပြီတကယ်ငရဲပြည်ကလွတ်လာတော့ခွေးမိကောက်ကြည့်တော့ဆိုမေ့ကြအောင်လဲဆောင်တယ်ဒီအကုသိုလ်တွေထပ်လုပ်တယ်နော်ဒီကောင်းမှုကုသိုလ်တိတ်မလုပ်ချင်မမရိုင်းဟုတ်လို့သူတော်ကောင်းတွေပြက်မှာဒါတကယ်ဟိုကကွန်မြူနတီ10ပါးလဲစော်ကားမိဘဆရာသမားတွေလဲစော်ကားအကုသိုလ်တွေလုပ်တော့တည်တော့ဘယ်ပြန်ရောက်ငရဲပြန်ရောက်တော့ဒုက္ခတွေရောက်တော့ဘာဖြစ်မလဲနောင်နာရမယ်ကြောက်ပါပြီလူပြည်ရောက်ရင်တော့အကုသိုလ်တွေမလုပ်တော့ပါဘူးတကယ်ငရဲပြည်မှာနှစ်ပေါင်းများစွာခံစားစံတကယ်ဒုက္ခတွေရောက်အဲ့ရနေပြီးတော့ငရဲပြည်ကလွတ်လာပြီဆိုရင်လေလူပြည်တကယ်လို့ရောက်ခဲ့ပြန်တော့လေဘာထက်လို့အာဟုတို့ထက်လို့အဲ့ဒါတန်တရားပဲကြောက်စရာကောင်းတာဖះရှင်ရဲ့အဆုံးအမတွေရဲ့တန်ဖိုးကပိုသိတယ်တော်တော်ကြောက်စရာကောင်းဖះဆုံးမတာမရနိုင်တော့မလို့အမှန်တန်ကြောက်စရာကောင်းတာဘာထာဝရဖះတခင်မှာမျှော်လင့်နေဘယ်သူမှလာမကယ်ဘူးနော်ဘယ်သူမှလာမကိုလို့တဲ့အကုသိုလ်ကိုခံရမှာပဲကောင်းတာလို့ရင်ကိုစိုက်ပြရလေရမယ်ကိုပြန်ရိတ်သိမ်းရမှာပဲနော်ကောင်းတာလို့ရင်ကောင်းတာဖြစ်မှာဆိုးတာလို့ရင်ဆိုးတာဖြစ်မှာပဲဖះလည်းလာလွှဲချမနေနဲ့ဘယ်သူမှလည်းလာမကယ်ဘူးဘယ်သူမှကယ်လို့လည်းမရဘူးကံတာလျင်ကိုယ်ပိုင်ဥစ္စာကံတာလျင်မိဘကံတာလျင်ဆွေမျိုးကံတာလျင်အားကိုးရဖះမဟုတ်ဘူးလားဖះဟောရတာဖះဟောရအဆုံးမသည်လက်ရှိလက်တွေ့ဖြစ်နေတဲ့နိယာမပဲကမ္မနိယာမတဘောပဲအဲ့ဒီခါမှာကိုတုံးတက်ဖို့လိုအပ်တယ်ပေါ့နော်အခုငဲကြဘူးတဲ့ငဲသူငဲသားတိုင်းဟာဒီလိုစိတ်ရှိပေမဲ့လူပြည်ရောက်တော့မေ့ကုန်တာမောဟအဲ့ကိလေသာရဲ့လှည့်စားချက်တွေပဲဒါဘာရဲ့လှည့်စားချက်တွေလဲကိလေသာရဲ့လှည့်စားချက်တွေနော်ကိလေသာလှည့်ဒါပေမဲ့အဲ့ဒီလှည့်စားတာကိုလှည့်စားခံလို့တိဖို့ဆိုတာမလွယ်ပါဘူးအဲ့ဒါကြောင့်ဘုန်းတော်မဟာဗောဓိမံဆိုတော့ဗျာကြီးမိတ်နေလေငါသည်တဲ့ရန်သူကိုမကြောက်တဲ့ရန်သူမှမသိခြင်းကိုကြောက်တယ်ရန်သူစိတ်ကဘာလဲကိလေသာအပြင်မှာရန်သူတဲ့ရန်သူအစစ်မဟုတ်အဲ့ကိလေသာကိုကိလေသာဖြစ်လို့ဖြစ်မှမသိရင်နော်သွားပြီးဒုက္ခရောက်ပြီပဲဟုတ်ပြီနော်အဲ့ဒီတော့နော်အဲ့ဒီတော့လူပြည်ကိုငါဘာလာလောက်တာလဲတွေးရမှာဒါလူပြည်ကိုလာတယ်ဆိုတာကကုသိုလ်တွေပို့လို့ပြီးတော့လူပြည်တဲ့အစစ်မြင့်နဲ့နိဗ္ဗာန်ထိအရောက်သွားဖို့ဆိုရည်ရွယ်ချက်နဲ့လူပြည်လာတာပဲဖြစ်ရမယ်လူပြည်လာခြင်းရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့အပယ်လေးပါဘယ်တော့မှမကြအောင်အပယ်ပိတ်အောင်ကြိုးစားပြီးတော့လူနဲ့နိဗ္ဗာန်လို့ခေါ်တဲ့သုံးတန်တော်ချမ်းသာကိုရရှိစေဖို့ဆိုတဲ့ရည်ရွယ်ချက်ပဲဖြစ်တယ်ဟုတ်ပြီလားငါလူပြည်ဘာလာလောက်တာလဲငါစီးပွားရေးလုပ်တယ်ဘာလုပ်လဲငါတုံးမယ်ဆွဲမယ်ပျော်မယ်ပါမယ်ဆိုရင်တော့အဲ့ဟာလူတရိษံဖြစ်သွားလိမ့်မယ်ဘို့တော့ဟိုလူတရိษံနေဆိုတာအိမ်မယ်စားမယ်ကောင်းမကောင်းခံစားမယ်ဒီစိတ်ပဲရှိတာလေလူတွေလည်းအခုကအဲ့လိုပဲရှာမယ်တုံးမယ်ဖြုံးမယ်ကြွားမယ်ဝါမယ်နော်ဂုဏ်နုဂုဏ်မြန်နေလုပ်မယ်ပြီးတော့